နာရှိအမတ်ကြီးနဲ့ယဟန်ဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံမြင်ဟာငွေကြေးသင်ခန်းစာတွေကိုပေးနိုင်တဲ့ပုံမြင်လေးဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုဒီဗီဒီယိုထဲမှာအနည်းငယ်ဆွေးနွေးတင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေ။ဒီ channel ကနေပြီးတော့မှ Personal Finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေရေးကြေးရေးတိုးတက်ရေးနည်းလမ်းတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ်။ channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ်။ Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်။လူများစွာကငွေရှိရင်လွတ်လပ်ပြီလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ငွေနောက်ကိုလိုက်ရင်းနဲ့ပဲပို့ပြီးတော့အကျဉ်းကျတယ်လို့မျိုးခံစားနေရနိုင်ပါတယ်။ဒီနေရာမှာ The Simple Path to Wealth ဆိုတဲ့စာအုပ်ပေါ့နော်ရေးထားတဲ့ JL Collins ပြထားတဲ့ပုံမြင်လေးတစ်ပုဒ်ဥပမာပေးထားတာလေးရှိပါတယ်။ဒီပုံမြင်ကတော့ငယ်တငယ်ချင်းနှစ်ယောက်ရဲ့ပုံမြင်အကြောင်းဖြစ်ပါတယ်။တယောက်ကဘရင်စီမှာအမှုထမ်းပြီးတော့အလွန်ဩဇာကြီးမားတယ်ပေါ့နော်။ဝင်ကြီးတယောက်ဖြစ်လာတယ်။နောက်တစ်ယောက်ကတော့ဘာပိုင်ဆိုင်မှုမှတိတ်မရှိတဲ့တပိတ်တစ်လုံးနဲ့ဆွမ်းခံစားတဲ့ယဟန်တစ်ပါးဖြစ်လာခဲ့တယ်။နေ့အတော်ကြာတဲ့အခါမှာသူတို့နှစ်ယောက်ပြန်ဆုံတယ်။အမတ်ကြီးကယဟန်ဖြစ်သူရဲ့နွမ်းပါတဲ့ဘဝကိုကြည့်ပြီးတော့တနာသွားတယ်။ဒါကြောင့်အမတ်ကြီးကတငယ်ချင်းမင်းသာဘရင်စီမှာအမှုထမ်းတဲ့အောင်တင်ယူမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပဲနဲ့ထမင်းချမ်းကိုစားနေစရာမလိုတော့ဘူးလို့အကြံပေးပါတယ်။အဲ့ဒီအခါမှာယဟန်ကပြန်ပြောတာကတော့မင်းနာပဲနဲ့ထမင်းချမ်းကိုစားတဲ့အောင်တင်ယူမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဘရင်စီမှာမျက်နှာချိုတွေ့ပြီးတော့အမှုထမ်းနေစရာမလိုတော့ဘူးလို့ပြန်ပြောပါတယ်။ဒီပြန်ပြောလိုက်တဲ့စကားတစ်ခွန်းကငွေကြေးနဲ့ပတ်သက်တဲ့အမြင်ကိုတစ်စစ်ချိုးပြောင်းလဲသွားစေနိုင်ပါတယ်။ဒီပုံမြင်ထဲမှာဘသူကပိုးပြီးတော့လွတ်လပ်တယ်လေဝင်ကြီးမှာရွှေငွေတွေရှိတယ်ဇိမ်ခံပစ္စည်းတွေနဲ့အာဏာရှိတယ်ဆိုပေမဲ့သူဟာဘရင်ရဲ့အစေခံပါသူစားကျင်တာတွေစားနိုင်တယ်ဝယ်ကျင်တာတွေဝယ်နိုင်ပေမဲ့သူမလုပ်ချင်တာကိုတော့ညှင်းပယ်ခွင့်အခွင့်အရေးမရှိပါဘူးတစ်ဖက်မှာယဟန်ကတော့သူ့ရဲ့လိုအပ်ချက်ကိုအ ਨੇ ဆုံးဖြစ်အောင်ရှော့ချထားနိုင်တဲ့အတွက်ဘ누구ကမှမျက်နှာချိုသွေးစရာမလိုတော့ဘူးဒါကတော့ JL Collins ပေးခြင်းတဲ့အဓိကသင်ခန်းစာပဲဖြစ်ပါတယ်စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဆိုတာအာဏာဒါမှမဟုတ်အဆောင်အယောင်တွေမဟုတ်ပဲနဲ့မိမိကိုယ်ပိုင်ဆုံးဖြတ်ခွင့် autonomy တာဖြစ်ပါတယ်ခေတ်သစ်လူနေမှုဘဝမှာဘရင်ဆိုတာကတော့လူတွေရဲ့ကုန်ကျစရိတ်တွေအကျွေးတွေပဲဖြစ်ပါတယ်ကိုဟာဇိမ်ခံပစ္စည်းတွေကအကောင်းစားတွေဝယ်ထားတဲ့အတွက်ကြောင့်မို့လို့လစဉ်ကုန်ကျစရိတ်တွေများနေမယ်ဆိုရင်ကိုမကြိုက်တဲ့အလုပ်ကိုမဖြစ်မနေဆက်လုပ်နေရပါလိမ့်မယ်ဒါကပုံမြင်တွေကအမတ်ကြီးလိုပါပဲဘရင်ကိုဖားနေရတယ်လို့ငွေနောက်ကိုလိုက်နေရပါတယ်ဒီနေရာမှာ JL Collins ကFU money ဆိုတဲ့အယူအဆကိုမိတ်ဆက်ပေးထားပါတယ်ဒီ FU money ဆိုတာကတော့ကိုမကြိုက်တဲ့အလုပ်ဒါမှမဟုတ်လူတွေကိုညှင်းပယ်လိုက်နိုင်ဖို့လုံလောက်တဲ့စုဆောင်းငွေပမာဏတစ်ခုရှိနေခြင်းအနေထားပါ JL Collins ကအကျွေးတွေကိုသွေးဆုပ်ဖုတ်ကောင်လို့တင်စားထားပါတယ်ကိုဘဝကိုကိုစိတ်ကြိုက်နေထိုင်နိုင်ခွင့်ကိုအသားစီးဖြစ်စေတဲ့အရာတွေလို့ဆိုထားတာပါဝင်ငွေတွေတိုးလာတဲ့အခါမှာ lifestyle inflation တွေဖြစ်လာမယ်လူနေမှုပုံစံမြင့်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီ FU money ကိုရမှာမဟုတ်ပါဘူးလူနေမှုပုံစံကိုမမြင့်တင်လိုက်ပဲနဲ့ငွေကိုပုံမှန်အတိုင်းသုံးမယ်တော့မဟုတ် short သုံးနိုင်မယ်ဆိုလို့ရှိရင်ယဟန်တစ်ပါးလိုလွတ်လပ်သွားစေပါလိမ့်မယ်ချမ်းသာဖို့ဆိုတာတကယ်တမ်းတော့ခက်ခဲနဲ့နေစရာမလိုပါဘူး JL Collins ကအချက်၃ချက်ကိုပဲပြောပြပေးထားတာပါဝင်ငွေထက် short သုံးပါအကျွေးတွေကိုရှောင်ပါပိုရှန်နာတွေကိုယင်းနှိမ့်ညွတ်နှံပါဆိုတဲ့၃ချက်ပဲဖြစ်ပါတယ်သူအကြံပေးတာကတော့အယုရှင်ဆုံးဖြစ်တဲ့ low cost index ETF လိုမျိုးပေါ့နော် index funds လိုနေရာတွေမှာယင်းနှိမ့်ညွတ်နှံမှုပဲဖြစ်ပါတယ်ရှုပ်ထွေးတဲ့ယင်းနှိမ့်ညွတ်နှံမှုနည်းလမ်းတွေဟာ fund manager တွေ financial advisor တွေကိုပဲချမ်းသာစေလို့ဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ FU money ရဖို့အတွက်ဘယ်လိုစုဆောင်းပြီးယင်းနှိမ့်ညွတ်နှံရမလဲ25စာစီးမြင့်ဆိုတဲ့ပေါ့နော်25 times rule ဆိုတာလေးရှိပါတယ်တနစ်စာအသုံးကြီးရ25စာရှိအောင်ယင်းနှိမ့်ညွတ်နှံထားနိုင်တယ်ဆိုလို့ရှိရင်ကိုဟာငွေကြေးအရာလွတ်လပ်သူfinancial independence ဖြစ်ပြီလို့ဆိုနိုင်ပါတယ်။ဒါကအကြံဉာဏ်ပြောထားတာပေါ့နော်။တခြားဘက်မှာကိုယ့်ရဲ့ကိုယ်ပိုင် passive income တွေကိုကြိုက်တဲ့အလုပ်ကိုလုပ်ရင်းနဲ့ဝင်ငွေတွေရနိုင်တယ်ဆိုလို့ရှိရင်လည်းလွတ်လပ်တဲ့လူဖြစ်လာမှာပါ။ပုံမြင်လေးကိုပြန်ပြီးတော့ကောက်ကြည့်မယ်ဆိုရင်တင်ဆက်သူတို့အနေနဲ့ကအမတ်ကြီးလိုစီးစိမ်တွေနောက်ကိုပဲလိုက်ပြီးတစ်သက်လုံးငွေရဲ့ကြေးကျွန်အဖြစ်နေမလား။ဒါမှမဟုတ်ယဟန်တစ်ပါးလိုရိုးရိုးရှင်းရှင်းနေထိုင်တတ်အောင်သင်ယူပြီးတော့ကိုယ့်ရဲ့ဘဝကိုစိတ်ကြိုက်ချဲလဲမလားဆိုတာကတော့ချက်ပဲဖြစ်ပါတယ်။ JL Collins ပြောသလိုပါပဲငွေကဝယ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်ဒါပေမဲ့အဖို့အတန်ဆုံးတော့ငွေနဲ့ဝယ်နိုင်တဲ့အရာကတော့လွတ်လပ်မှုဆိုတဲ့ freedom ပဲဖြစ်ပါတယ်ကိုကြိုက်တဲ့ဘဝနဲ့ကောင်းမွန်စွာနေထိုင်နိုင်ခြင်းဟာစစ်မှန်တဲ့ချမ်းသာမှုလွတ်လပ်မှုပဲဖြစ်ပါတယ်လူအများစုအတွက်ကတော့ပြည့်ပြည့်စုံစုံအလွန်ချမ်းသာစွာနေနိုင်တဲ့အာဏာအရှိဆုံးအမတ်ကြီးမဟုတ်ကြသလိုအယမ်းမကိုချိုးချံချွေတာပြီးဘာမှမရှိဘဲနေနိုင်တဲ့ယဟန်တော်တွေလည်းမဟုတ်ကြပါဘူးဒါပေမဲ့ဘဝမှာရှင်တန်ရုန်းကန်ပြီးတော့အထိုက်တန်သလောက်ပြည့်စုံလာတဲ့အခါအဆုံးမရှိတဲ့ပိုင်ဆိုင်မှုအောင်မြင်မှုနဲ့ငွေများများရှိနိုင်မှုကိုပဲလိုက်ပါလားဘဝကိုငွေရဲ့ကျိုးဆွဲရာခံနေစရာမလိုတော့တဲ့ဘဝစိတ်ကြိုက်တဲ့ဘဝနဲ့နေမှာလားဆိုတာကတော့လေးလေးနက်နက်စဉ်းစားကြည့်စရာပါအခုနောက်ဆက်နေတဲ့သူကတော့အမတ်ကြီးဘဝကိုဖြစ်စင်သလား
ယဟန်ဘဝကိုဖြစ်ချင်သလား comment မှာဆွေးနွေးပေးနိုင်ပါတယ် like ကိုနှိပ်ပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ်ကောင်းဆုံးသောဘဝကိုပိုင်ဆိုင်ပြီးတော့မိမိစိတ်ကြိုက်နေထိုင်နိုင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့